ကို computer hacking လုပ်တဲ့ချိန်မှာဘယ်စနစ်တွေနဲ့အလုပ်လုပ်လဲဟုတ်ပြီအခုပြောပြမယ်အဆင့်5ဆင့်တဲကနေပြီးတော့ hacking လုပ်တဲ့ hacker တွေဒီအဆင့်5ဆင့်နဲ့လုပ်ကြပါတယ်ပထမဆုံးအဆင့်အနေနဲ့ကျွန်တော်တို့တည်အချက်လက်တွေစုဆောင်းတာ reconnaissance လို့ခေါ်တယ်ဒီအဆင့်ကเนาะကျွန်တော်ပြစ်မှတ်ထားတဲ့စနစ်ဒါမှမဟုတ်လို့ရှိရင်ကုမ္ပဏီအကြောင်းကို hacker တွေကနေပြီးတော့အချက်လက်တွေကိုစုဆောင်းတဲ့အဆင့်ဖြစ်တယ်ဥပမာအနေနဲ့သူ့ရဲ့ IP address တွေပြီးရင်ဝန်ထမ်းအမည်တွေနဲ့ email address တွေဒါတွေကိုဒီ data တွေကို hacker တွေကစတင်စုဆောင်းတယ်ပြီးရင်ဒုတိယအဆင့်တဲ့အဲ့ဒီစုဆောင်းလာတဲ့ရလာတဲ့အချက်လက်တွေကိုခေါ်တဲ့ scan လုပ်တယ် scan လုပ်တယ်ဆိုတော့သူအားနည်းချက်တွေကိုရှာဖွေစစ်ဆေးတာပေါ့နော်အဲ့ဒီစုဆောင်းရရှိလာတဲ့အချက်လက်တွေကိုအသုံးပြုပြီးတော့ဒီစနစ်ရဲ့ဘယ်နေရာမှာအားနည်းချက်ရှိလဲဘယ်ပေါ့တွေကပွင့်နေတယ်လဲလွတ်နေတယ်လဲဆိုရက်ဤပညာနော်ဒါတွေကိုဤပညာသုံးကိရိယာတွေနဲ့ရှာဖွေတဲ့အဆင့်ဖြစ်တယ်နောက်တစ်ဆင့်ကတော့ gaining access လို့ခေါ်တဲ့စနစ်တစ်ခုတည်းကိုအဲ့ဒီစနစ်ထဲကိုစတင်ဝင်ရောက်တာဖြစ်တယ်နော်ရှာဖွေတွေ့ရှိထားတဲ့အားနည်းချက်တွေကိုအသုံးပြုပြီးတော့ hacker တွေကဒီစနစ်ထဲကိုအမှန်တကယ်စတင်ဖောက်ထွင်းပြီးတော့ဝင်ရောက်တဲ့အဆင့်ဖြစ်တယ်နောက်တစ်ဆင့်ကဘာလဲဆိုတော့ maintaining access နော်ဟုတ်ပြီ maintaining access ဆိုတာဒီစနစ်ကိုဆက်လက်ထိန်းချုပ်ထားတာပေါ့နော်ဒီစနစ်ထက်ကိုဝင်ရောက်ပြီးတဲ့နောက်မှာနောက်တစ်ကြိမ်ပြန်လဲဝင်ရောက်နိုင်ဖို့သူ့ရဲ့နောက်ဖေးပေါက်လို့ခေါ်တဲ့ပုံစံမျိုးပေါ့နော် back door တွေကိုဖန်တီးပြီးတော့ဒါမှမဟုတ်ဒီစနစ်ကိုဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက်လှုပ်ဆောင်တဲ့အဆင့်ပဲဖြစ်တယ်နောက်ဆုံးအဆင့်5ကတော့ဘာလဲဆိုရင်နော် clearly tracks နော် share ဖြောက်တာပေါ့နော် hacker တွေသူတို့ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့နော်ဖောက်ထွင်းဝင်ရောက်ခဲ့တာကိုဒီစနစ်ပိုင်ရှင်ကမသိစေဖို့နဲ့အထောက်ထားတွေမကြံစေဖို့တဲ့ဒီ log file နေနဲ့နော် share တွေကိုပြန်လဲဖျက်ဆီးတဲ့နောက်ဆုံးအဆင့်ဖြစ်တယ်ဒါတွေကတော့နော် hacker တွေပုံမှန်လုံထရှိတဲ့နော် hacking လုပ်ပြီးဆိုရင်ပုံမှန်လုံထရှိတဲ့ဘယ်လိုပြောမလဲလုံထရှိတဲ့အဆင့်5ဆင့်ပဲဖြစ်ပါတယ်